တော့ယူဒီသားလောက်ဆိုင်ရာကုမ္ပဏီကနူးတော်လိုက်ကုမ္ပဏီကနေစီတံကိုပို့ပေးလိုက်တဲ့ဒီကပစ္စည်းအဲ့ဒါသူများဆောင်လေသူများယူထားပြီးနေလို့မရှိနေလို့သွားယူဟုတ်မှာအဲ့ဒါသူများယူထားပြီးတခုပို့တယ်ဒီမှာပေါ့နော်ညီတူညီများပေါ့နော်တကတဘူးအဲ့ဒါတကတဘူးလူပေးလိုက်တဲ့လူတွေကိုဒီမှာစေကြမှာစီးတဲ့ရဲဘော်တွေကိုကျွန်တော်တက်စုမှုကိုရတယ်ပြန်လဲဝင်မြပေးနေပါတယ်ကိုယ်တိုင်ပြန်လဲဝင်မြနေပဲညီတူညီများပေါ့နော်ဟိုဘက်ချမှာလဲအဖွဲ့တွေရှိတယ်ကျွန်တော်တို့ပိုင်းဆိုင်ရာကြအရာရှောက်ရိုက်ပြခွင့်မရှိပါဘူးเนาะဒီလောက်ပဲရိုက်လို့ရပါမယ်စိုင်းနေရပါကဲချစ်ကိုစိုင်းနေရပါဘုရားတော်စုနေဦးဘုရားတော်စုနေဦးဆိုင်ရာကုမ္ပဏီမှာအထူးပင်ကျေးဇူးတင်ရှိပါတယ်စီတန်ဒီကူကလာပို့ပေးတဲ့ဆက်ဆိုရပြီလေကိုမတွေကိုလည်းအရင်ကျေးဇူးတင်တယ်ဒီမှာမမတွေကြံတယ်မမလာရောလေဒီလောက်ပါပဲအရင်ကျေးဇူးတင်တယ်နော်